I often see floating rice balls. Is it right, teacher? ဟုတ်တယ်တကယ်တော့လေ I floating rice balls ဆိုတာကကြတော့မုံလိုကြီးဘောဘာသာပြန်ထားမျိုးပေါ့နော်မုံလိုကြီးဘောဆိုတာကမြန်မာ traditional and cultural food ဖြစ်တယ်အဲ့အတွက်မြန်မာလိုပဲခေါ်စီခြင်းတယ်မြန်မာနဲ့မုံလိုကြီးဘောနဲ့တွဲမြင်ရတာမျိုးဥပမာမုံဟင်းကားဆိုရင်လည်းမြန်မာ cultural and traditional food ဖြစ်တဲ့အတွက်မုံဟင်းကားအနေနဲ့ပဲသူတို့သိသိခြင်းတယ်ဥပမာဘယ်လိုပြောရမလဲဆို kimchi တို့ sushi တို့နောက်တစ်ခုpizza တို့ပေါ့နော်ဒါမျိုးအခေါ်အဝေါ်လေးတွေကဒါကမွေးစားပြီးတော့သုံးထားသူတို့ရဲ့ဘာသာစကားမွေးစားပြီးသုံးထား kimchi လို့ပြောလိုက်တာ ਨੇ fermented cabbage လို့တွဲမြင်မိတာဘယ်သူမှလည်း fermented cabbage လို့မပြောနေဘူးဒါကြီးကိုဟုတ်ပြီနော် kimchi ဆိုရင်ဒါကိုရီးယားမှာဘာစားလဲ kimchi မြန်မာမှာဘာတကြံမှာဘာလို့ကြလဲမုံလုံးကြီးပေါ့မြန်မာမနက်စာပါစားလဲမုံဟင်းကဒါမျိုးလေးပေါ့နော်မုံလက်ဆောင်လဲမုံလက်ဆောင်မြန်မာ cultural and traditional food ဖြစ်တဲ့အတွက်မြန်မာအခေါ်အဝေါ်လေးကိုပဲ international words အနေနဲ့ဖြစ်စေချင်တဲ့အတွက်မုံလုံးကြီးပေါ်လို့ပဲခေါ်စေချင်တာဖြစ်ပါတယ်ရှင်